ဓဘာသာအရာအမျိုးသမီးတွေကိုခွဲခြားဆက်ဆံထားတယ်ဆိုမရှိဘူးဘာဖြစ်လို့အမျိုးသမီးတွေအချင်းချင်းပဲဒီနေရာမသိဘူးဒီနေရာသိတယ်လို့အမျိုးသမီးသူတော်ကောင်းမကြီးတွေချမှတ်ခဲ့တဲ့လမ်းစဉ်ဗုဒ္ဓဘာသာခွဲခြားတာမဟုတ်ဘူးဒါကြောင့်ဘာလို့ဆရာတော်ဘုရားကြီးကမိန့်တယ် it is not religions it is tradition ဓလေ့ထုံးစံအစဉ်လာရိုးရာယဉ်ကျေးမှုအဲ့ဒါလိုက်နာမှာပေါ့အမျိုးသမီးတွေကိုအကြောင်းကိုသိတာပဲနေရာတကာရင်မောင်တန်းကျင်လို့မရဘူးလေဗုဒ္ဓဘာသာမဟုတ်ဘူးခရစ်ယာန်လည်းတချို့ကြောင်းကြီးတွေဆိုရင်စက္ကတ်တွေပါနေနဲ့ဝင်လို့မရဘူးသူလုံကြီးပတ်ပြီးဝင်ရနော်အစ္စလမ်ဆိုရင်လည်းတချို့နေရာဆိုအမျိုးသမီးအဝင်အောင်မခံဘူးဒီလိုမျိုးနေရာတွေရှိဗုဒ္ဓဘာသာကတကယ်တမ်းကျတော့ဘာသာတရားတွေထဲမှာအလွတ်လက်ဆုံးပဲအမျိုးသမီးမျိုးသားခွဲခြားမှုမရှိတော့မယ်ဒါပေမဲ့တကယ်အစင်းမင်းတဲ့လုပ်ငန်းတွေမှာစัจ जा မဲ့မျိုးသမီးဖြစ်နိုင်ဘူးမဟာဗြဟ္မာကြီးမျိုးသမီးဖြစ်နိုင်ဘူးမြတ်စွာဘုရားလို့သမီးတို့ဘုရားလို့မျိုးသမီးဖြစ်နိုင်ဘူးပိဋကဗုဒ္ဓမျိုးသမီးဖြစ်နိုင်ဘူးဒါတွေတော့ခွဲခြားမှုရှိတာပေါ့ဒါကတော့တူတန်းတဲ့သူပဲလေလိမ်ပေါ်မှာမူတည်ပြီးတော့စွမ်းဆောင်ရည်တွေကကွာတယ်အဲ့ဒါခွဲခြားတာလို့မဟုတ်ဘူးကဲအမျိုးသမီးကဘုရားဖြစ်ချင်အမျိုးသားဖြစ်အောင်ယင်စုပန်ကြိုးစားအဲ့ဒီအမျိုးသားအနေနဲ့ဘုရားစုပန်လို့ရတယ်အခွင့်အလမ်းတော့ရှိလားမရှိဘူးလားဓာတ်ရိုက်အနေနဲ့တော့မရဘူးပေါ့အဲ့ဒါခွဲခြားတတ်တာဟုတ်လားမဟုတ်ဘူးနော်အဲ့တော့ဘာသာတရားရဲ့အဆုံးမလားယဉ်ကျေးမှုဓလေ့ထုံးစံကြောင့်လားဆိုတာတွေလည်းကွဲပြားသိဖို့လိုတယ်